ဝူကအလီရဲ့တိုက်ခိုက်မှုကိုအလွယ်တကူကာကွယ်နိုင်ခဲ့ပါတယ်။ထို့နောက်ဆေးလုံးတွေကိုအလီကိုယ်တိုင်ပြုလုပ်ထားတာဖြစ်ကြောင်းသူမရဲ့လက်ပေါ်မှာဆေးနှံ့ကြံနေသေးတာကြောင့်သိထားပြီးဖြစ်တယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာဝူကအလီဟာသူ့ကိုဖမ်းဆီးပြီးနောက်ွယ်ကကျိုးကင်သူပေးထားတဲ့စုချင်းငွေအတွက်လွှဲအပ်ဖို့စီစဉ်နေကြောင်းနားလည်သွားပါတယ်။တစ်ဖက်မှာတော့ရှင်းယူဟာဦးလေးရှန်နဲ့တွေ့ဆုံခဲ့ပါတယ်။ဦးလေးရှန်ကကုမ္ပဏီကိုငွေကြေးအခက်အခဲဖြစ်စေခဲ့တဲ့သူမရဲ့ဆုံးဖြတ်ချက်တွေကြောင့်ပြင်းပြင်းထန်ထန်စူပူဝေဖန်ခဲ့ပါတယ်။ရှင်းယူကတော့တာဝန်အားလုံးကိုသူမယူမယ်လို့ပြန်လည်အာမခံခဲ့ပါတယ်။အငင်းပွားမှုအပြီးမှာဦးလေးရှန်ဟာရင်ဘတ်ကိုဖိကင်ရင်းနာကျင်မှုခံစားလာရပါတယ်။ဒါပေမဲ့ရှင်းယူကအိမ်မထွက်ခွာသွားပြီးသားဖြစ်ပါတယ်။တကားဝအနီးမှာလဲကျသွားတဲ့ဦးလေးရှန်ကိုသူ့ညီချန်ကမြင်နေပေမဲ့ကူညီဖို့မကြိုးစားခဲ့ပါဘူး။အဲ့ဒီအစာအာဏာရဖို့အခွင့်အရေးရပြီလို့တွေးကကျဉ်းနှက်စွာကြည့်နေခဲ့ပါတယ်။ဦးလေးရှန်တေဆုံးသွားတဲ့သတင်းကိုကြားရတဲ့အခါရှင်းယူဟာအလွန်ထိတ်လန့်ဝမ်းနည်းသွားပြီးမကြခင်ကသူနဲ့အငင်းပွားခဲ့တာကိုအပြစ်ရှိတယ်လို့ခံစားရင်းကိုအပြစ်တင်နေခဲ့ပါတယ်။တစ်ချိန်တည်းမှာအလီကဖမ်းဆီးထားတဲ့ဝူကိုသူ့ကိုအသက်ရှင်လျက်ဖမ်းခိုင်းထားတဲ့လူထံပို့ဆောင်လိုက်ပါတယ်။ရှင်းယူကဝမ်းနည်းပူဆွေးနေစဉ်ကြံစီကဖုံးဝင်လာပါတယ်။ဝမ်းနည်းရမယ့်အခြေအနေမှာတော့ပျော်ရွှင်နေတဲ့ကြံရဲ့အတန်ကရှင်းယူကိုပိုပြီးစိတ်ဆိုးစေပါတယ်။ကြံကဦးလေးရှန်ရဲ့နေရာကိုသူဝင်ယူတော့မယ်လို့ပြောခဲ့ပြီးရှင်းယူကသူ့ရဲ့ကိုကြိုးရှာမှုကိုစိတ်ပြတ်မိပါတယ်။အကူညီမဲ့နေတဲ့ရှင်းယူကဝူကိုဖုံးဆက်ဖို့ကြိုးစားပါတယ်ပထမအကြိမ်မကင်တယ်လို့ဒုတိယအကြိမ်ထပ်ဆက်ခဲ့ပါတယ်အဲ့ဒီအချိန်မှာအလီကဝူရဲ့ဖုံးကို boss ဝူထံပေးပြီးဖုံးကင်ခိုင်းခဲ့ပါတယ်ရှင်းယူနဲ့ဖုံးပြောတဲ့အခါဝူကအေးဆေးဟန်ဆောင်ကသူဖမ်းဆီးခံထားရတာကိုဖုံးကွယ်ထားခဲ့ပါတယ်ဒါပေမဲ့ရှင်းယူနဲ့သူပဲနားလည်နိုင်တဲ့လှုပ်ဝက်ချက်ပြစကားကိုထည့်ပြောပြီးတတိထားဖို့တတိပေးခဲ့ပါတယ် boss ဝူထွက်သွားပြီးနောက်အလီကဝူနဲ့နီးစပ်ဖို့ကြိုးစားပေမဲ့ဝူကအခွင့်အရေးယူပြီးတန်ကြိုးကနေလွတ်မြောက်သွားခဲ့ပါတယ်တစ်ဖက်မှာတော့ရှင်းယူနဲ့မာလင်တို့ဟာရုံးမှလုံခြုံရေးကိုတိုးမြင့်ထားပြီး boss ဝူရဲ့လူတွေလာရောက်ခိုးယူမဲ့အရာတစ်ခုအတွက်ကြိုတင်ပြင်ဆင်နေကြပါတယ်။ဝူရဲ့လှုပ်ဝက်သတိပေးချက်ကြောင့်မာလူကအသင့်ရှိနေပြီးကျူးကျော်ဝင်ရောက်လာသူတွေကိုအောင်မြင်စွာတိုက်ထုတ်နိုင်ခဲ့ပါတယ်။ရှင်းယူနဲ့မာလင်ကလည်းတကားနောက်မှာစောင့်နေပြီးဝင်ရောက်လာသူတွေကိုရင်ဆိုင်ဖို့အသင့်ပြင်ထားကြပါတယ်။အရှုပ်ထွေးကြမှာမာလင်ကဝူကိုလူဆိုးတစ်ယောက်လို့ထင်ပြီးမတော်တဆရိုက်မိသွားပါတယ်။ဝူဘေးကင်းစွာပြန်ရောက်လာတာကိုမြင်တဲ့ရှင်းယူကစိတ်သက်သာရသွားပြီးသူ့ကိုဖတ်ထားကခေါင်းမှာဖြစ်သွားတဲ့ဖူးကိုဂရုတစိုက်ကြည့်ပေးခဲ့ပါတယ်ရှင်းယူကဝူကိုပြုစုနေချိန်မှာမာလူကအခန်းထဲအပြေးဝင်လာပြီးအဲ့ဒီအချိန်ကိုဖျက်တောက်လိုက်ပါတယ်ဝူပြန်လာတာကိုဝမ်းတာလုံးနဲ့မာလူကသူ့ကိုတင်းတင်းဖက်လိုက်ပါတယ်ရှင်းယူကလည်းမာလူရဲ့ရဲရင်မှုကိုကျေးဇူးတင်ပြီးလာစာငါးစာဆုချခဲ့ပါတယ်တစ်ဖက်မှာတော့ကျန်ဟာအဲ့ဒီညကဖြစ်စဉ်တွေရဲ့နောက်ွယ်မှာပါဝင်နေကြောင်းပေါ်ပေါက်လာပါတယ်သူဟာဝူကိုအရင်ကဖမ်းဆီးခဲ့တဲ့ boss ဝူနဲ့ပူးပေါင်းလှုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်အစီအစဉ်မအောင်မြင်တာကြောင့်ကျန်ကဒေါသထွက်ပြီးသူ့လက်ထောက်ကိုကုမ္ပဏီကြီးကတယောက်ဖြစ်တဲ့ကျိုးကိုပြန်ပေးဆွဲကသူ့ဘက်ပါလာအောင်ဖိအားပေးခိုင်းခဲ့ပါတယ်